Hello အားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာတဲ့နေ့စနေစစ်ပြရရောက်ပြခဲ့ပစွန်တော်မြို့နယ်အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့မော်လမြိုင်ကနေပြီးတော့ဒုတိယအကြိမ်မှာယူအားပေးတဲ့ဟိုနိုင် 15kVA ဒီဇယ်မီးစက်လေးကိုတွားရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်ရှင်ဒီစက်လေးကတော့ 15kVA ဝါတာကိုဒီဇယ်အင်ဂျင်နှလုံးတိုးစက်လေးဖြစ်တဲ့အတွက်အင်ဂျင်ဝိုင်းဒီဇယ်နဲ့ရေလေးတွေထည့်ပြီးတော့ဆန်းလို့ပြပေးတာပဲဖြစ်ပါတယ်ရှင်။ customer ကနေကမှာယူပေးရဖြစ်တဲ့အတွက်ဆန်းထားတဲ့ဗီဒီယိုလေးတွေကိုတဆင့်ကျဲစီ customer ကိုပို့ပေးလိုက်တာပဲဖြစ်ပါတယ်ရှင်။ဆိုင်မှာလာရောက်ဝယ်ရပေးခြင်းနဲ့ဆိုရင်တော့ဆိုင်မှတ်52 58 54နဲ့လည်းဘလောက်ပစွန်တော်မြို့နယ်မှာလာရောက်ဝယ်ရပေးနိုင်ပါပြီရှင်။အသေးစိတ်ကိုတော့ဖုန်းနံပါတ်39 558811နဲ့39 9511နဲ့669တို့ကိုဆက်သွယ်ပေးမယ်ဆိုကြနိုင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်